Deadpool နဲ့ Wolverine ပူးပေါင်းတဲ့အချိန် Marvel Universe တစ်ခုလုံးတောင်ကယ်တင်ဖို့မလုံလောက်တော့တဲ့အန္တရာယ်ကြီးပေါ်လာပါတယ်။2018ခုနှစ်မှာ Wade Wilson ဟာ Cable ရဲ့အချိန်ခရီးသွားဆက်ကိုအသုံးပြုပြီးသူ့ချစ်သူ Vanessa မသေးစေဖို့အတိတ်ကိုပြန်ပြင်လိုက်ပါတယ်။အဲ့ဒီနောက်သူဟာ Earth 10,005ကနေ Marvel ရဲ့ Secret Timeline Year 616ကိုသွားပြီး Avengers အဖွဲ့ထဲဝင်ကျင်တယ်လို့တောင်းဆိုပေမဲ့ Happy Hogan ကညှင်းပယ်လိုက်ပါတယ်။အဲ့ဒီအတွက် Wade ဟာသူ့ကဘာကိုပြန်လာပြီး6နှစ်အကြာမှာ Deadpool ဘဝကိုစွန့်လွတ်ထားကအသုံးပြုပြီးသားကားရောက်တဲ့အလုပ်ကိုသူ့တငယ်ချင်း Peter နဲ့အတူလုပ်နေပါတယ်။ Wade ရဲ့မွေးနေ့ပွဲနေ့မှာတော့ Time Variance Authority ကသူ့ကိုဖမ်းခေါ်သွားပါတယ်။ Tver က Paradox ဆိုသူက Wade ကိုသူတို့ဟာအချိန်နဲ့ Multiverse ကိုစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်ကြောင်းရှင်းပြပြီး Year 616မှာအရေးကြီးတဲ့တာဝန်တစ်ခုထမ်းဆောင်ဖို့ကမ်းလှမ်းပါတယ်။အစမှာ Wade ကလက်ခံပေမဲ့ Paradox က Wade ရဲ့ timeline ဟာ Logan Wolverine တေဆုံးသွားတာကြောင့်ပျက်စီးနေပြီလို့ပြောလိုက်ပါတယ်။ Logan ဟာ Logan 2018ရုပ်ရှင်ထဲမှာ Lara ကိုကာကွယ်ရင်းတေဆုံးခဲ့တာကြောင့် timeline ရဲ့ natural being မရှိတော့ဘဲပြိုကွဲနေခဲ့တာပါ။ Paradox ကအဲ့ဒီ timeline ကိုပိုမြန်ဖျက်ဆီးဖို့ Time Ripper ဆက်ကိုအသုံးပြုဖို့စီစဉ်ထားပါတယ်။ဒါကို Wade သိသွားတာနဲ့ Tver ရဲ့ temple ကိုခိုးယူပြီး Logan ရဲ့တင်ချိုင်းကိုတွားကအသက်ပြန်ရှင်အောင်ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့် Wade ဟာ Multiverse အနှံ့လှည့်ပတ်ပြီး Logan ရဲ့အခြား universe က variant တစ်ယောက်ကိုရှာဖို့ထွက်သွားပါတော့တယ်။ Wade ဟာ Multiverse ထဲက Logan variant တစ်ယောက်ကို Tver စီခေါ်လာခဲ့ပေမဲ့ Paradox က natural being ကိုအစားထိုးလို့မရဘူးလို့ပြောလိုက်ပါတယ်။ဒါ့အပြင် Wade ခေါ်လာတဲ့ Logan ဟာ Multiverse ထဲကအဆိုးဆုံး Wolverine လို့တောင်သတ်မှတ်ခံထားရပါတယ်။ Wade က Paradox ဟာ Tver အထက်ရာရှိတွေမသိဘဲကိုပိုင်စီစဉ်လုပ်နေတာကိုသဘောပေါက်သွားတဲ့အခါ Paradox က Wade နဲ့ Logan ကို The Void ထဲပို့ပစ်လိုက်ပါတယ်။ The Void ဆိုတာဖျက်သိမ်းခံ timeline တွေစုပုံနေတဲ့နေရာဖြစ်ပြီး Elliot လို့ခေါ်တဲ့အန္တရာယ်ကြီးတဲ့သတ္တဝါကအရာအလုံးကိုဝါမျိုးနေတဲ့နေရာပါ။ Logan က Tver ကသူ့ timeline ကိုပြန်ပြင်ပေးနိုင်တယ်လို့ Wade ပြောတာကိုယုံပြီးပူးပေါင်းခဲ့ပေမဲ့နောက်ပိုင်း Wade လိမ်နေတာသိသွားတဲ့အတွက်နှစ်ယောက်သားချင်းအပြင်းထန်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်သတိလစ်သွားပြီး Johnny Storm နဲ့အတူ Cassandra စီဖမ်းခေါ်ခံလိုက်ရပါတယ်။ Cassandra ဟာ Professor Charles Xavier ရဲ့အလွန်အစွမ်းထက်တဲ့အမွှာညီမဖြစ်ပြီး Hilan နဲ့သဘောတူညီချက်လုပ်ထားသူလည်းဖြစ်ပါတယ်။သူမက Johnny Storm ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပြီး Wade နဲ့ Logan ကိုလည်း Elliot စားပစ်ဖို့ပစ်ထားခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး Nightfall ဆိုတဲ့ Deadpool variant တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ Nightfall က Cassandra ကိုတော်လှန်နေတဲ့ Resistance အဖွဲ့ရှိရာကိုလမ်းညွှန်ပေးခဲ့ပြီး Resistance အဖွဲ့ရဲ့ခေါင်းဆောင် Electra Blade Gambit နဲ့273တို့က Wade နဲ့ Logan ကိုကယ်တင်ပြီး Cassandra ကိုတော်လှန်ဖို့အကူအညီတောင်းကြပါတယ်။အစပိုင်းမှာ Logan ကညှင်းဆိုခဲ့ပေမဲ့သူ့ရဲ့အတိတ်အမှားတွေကြောင့်X-Men အဖွဲ့သေဆုံးခဲ့တာကိုပြန်သတိရပြီးနောက်ဆုံးမှာတော့တိုက်ပွဲထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Resistance အဖွဲ့က Cassandra ရဲ့လက်အောက်ခံတွေကိုအာရုံလွှဲနေချိန်မှာ Wade နဲ့ Logan က Juggernaut ရဲ့ helmet ကို Cassandra ရဲ့ခေါင်းပေါ်တင်ပြီးသူမရဲ့စိတ်ဆွမ်းအားတွေကိုပိတ်လိုက်နိုင်ပါတယ်။ဒါပေမဲ့ Cassandra ရဲ့လက်အောက်ခံတွေက Paradox ရဲ့အမိန့်နဲ့ Cassandra ကိုတစ္ဆာဖောက်လိုက်ပြီးသူမသေခါနီးထိဖြစ်သွားပါတယ်။ Logan က Wade ကို helmet ဖြုတ်ပေးဖို့ပြောလိုက်တာကြောင့် Cassandra ကပြန်လည်သက်သာလာပြီး Earth 10,005ကိုဖော်လို့ဖွင့်လိုက်ပါတယ်။ Wade နဲ့ Logan လည်းသူမနောက်ကလိုက်သွားကြပြီး Cassandra က Paradox ရဲ့စိတ်ကိုဖတ်ကာ Time Ripper ပြီးစီးနေပြီဆိုတာသိသွားပါတယ်။သူမက Paradox ကိုတတ်ပစ်ပြီး timeline အားလုံးကိုဖျက်ဆီးကာ Void တစ်ခုပဲကျန်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက် Cassandra က Deadpool variant တွေအများကြီးကိုခေါ်ထုတ်ပြီး Wade နဲ့ Logan ကိုတိုက်ခိုက်ခိုင်းပါတယ်။ Nightfall လည်းအဲ့ဒီတိုက်ပွဲမှာတေဆုံးသွားပေမဲ့ Wade ရဲ့တငယ်ချင်း Peter ရောက်လာပြီး Deadpool variant တွေရဲ့အာရုံကိုလွှဲပေးနိုင်ခဲ့ပါတယ်။ Wade နဲ့ Logan တို့ဟာ Time Ripper ရှိတဲ့စခန်းထဲကိုအချိန်မီရောက်သွားပါတယ်။အဲ့ဒီအချိန်မှာ Cassandra က Time Ripper ကိုအသုံးပြုပြီး timeline အားလုံးကိုဖျက်ဆီးဖို့ကြိုးစားနေပါပြီ။ဒီတစ်ခါတော့ငါအမှန်တကယ် hero ဖြစ်ချင်တယ်လို့ပြောပြီး Wade နဲ့အတူပါဝင်လိုက်ပါတယ်။နှစ်ယောက်သား Power Regulator နှစ်ခုကိုတပြိုင်နက်ဖျက်ဆီးလိုက်တာကြောင့် Time Ripper ပောက်ကွဲသွားပြီး Cassandra ရဲ့အစီအစဉ်လည်းပျက်စီးသွားပါတယ်။အားလုံးက Wade နဲ့ Logan သေသွားပြီလို့ထင်နေချိန်မှာသူတို့နှစ်ယောက်ရဲ့ healing factor ကြောင့်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ Tver ရဲ့ခေါင်းဆောင်15က Paradox ကိုဖမ်းဆီးလိုက်ပြီး Earth 10,005ကိုလည်းမဖျက်ဆီးတော့ဘဲဆက်လက်တည်ရှိခွင့်ပေးလိုက်ပါတယ်။ Logan ကလည်း Wade ရဲ့ universe မှာဆက်နေဖို့ဆုံးဖြတ်လိုက်ပြီး273 Lara ကိုလည်း Tver က Void ထဲကနေကယ်တင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာ Wade ဟာ Vanessa Peter နဲ့သူ့မိတ်ဆွေတွေအပြင် Logan Lara တို့နဲ့အတူအေးအေးချမ်းချမ်းစားတောက်ပွဲလေးကျင်းပရင်းစစ်မှန်တဲ့မိသားစုဆိုတာသွေးသားတော်ဆက်မှုမဟုတ်ဘဲအတူတကွရပ်တည်ပေးတဲ့လူတွေပဲဆိုတာကိုသက်သေပြလိုက်ပါတယ်